ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါအမျိုးတို့ရေနော်တငယ်ချင်းတို့ရေနော်ကဲကျွန်တော်တို့နော်ဒီနေ့မှာတော့နော်ဇလောင်းဆက်ထိတ်ဖူးလေးလေဇလောင်းမှာထိတ်ဖူးလေးလေအဲထိတ်ဖူးကိုကဲကိုယ်တိုင်ကိုကြပြုလို့လေးပေါ့နော်ကဲဒါကတော့မုံတွေပါတယ်ဟိုပါလဲအဖြစ်ဆွတ်စာတွေပါတယ်အမုံတွေထဲတဲ့ဘူးလေသံဘူးလေအဲ့ဒီသံဘူးမှာထည့်ပြီးတော့လုံးမနော်ဇလောင်းထိတ်ဖူးလေးပေါ့နော်အဲ့ဒီမှာထည့်ပြီးထည့်မယ်နော်လှုပ်ထတာကတော့မိုက်တယ်နော်ကဲတငယ်ချင်းတို့ရှင်းကြီးကိုလို့နော်လက်တက်လှုပ်စားကြည့်လို့ရတယ်နော်လှုပ်ကြည့်လို့ရအောင်အတွက်နော်မျှဝေပေးလိုက်ပါတယ်လို့နော်ကဲအရင်ဆုံးဖောက်စင်းနဲ့ဖောက်လိုက်မယ်အလေတက်တက်ကမှတ်ပြီးတော့နော်ဒါကစလုံးထိတ်ဖူးမှာထည့်တဲ့ဟာလေလို့ဆိုပလဲကျိုးပါစလုံးကျူးခေါင်းပေါ့ခေါင်းလို့ဆိုပလဲအပေါ်ထဲမှာထည့်တဲ့ခေါင်းလေးပေါ့နော်အဲဒီခေါင်းလေးကိုသူထည့်လိုက်တယ်နော်ကဲပြီးလို့ရှိရင်ကဲတကယ်ချင်းတို့လှုပ်ကြည့်လို့ရရနော်ရှင်းကြီးကိုလေနော်ကိုယ်နဲ့ကိုကြဟုတ်လားမဟုတ်လားနော်သူလို့ပြရတော့ကွတ်တီပဲနော်ကဲကျွန်တော်တို့တဆုံကြည့်ကြမယ်နော်ကဲတဆုံလေးလေးလာကြည့်ကြမယ်နော်ကျွန်တော်ချင်းတို့နော်အရင်ဆုံးဒါကတော့အေးဘူးလေးပေါ့နော်ကဲအေးဘူးကိုသူကဖောက်လိုက်တယ်ပြီးလို့ရှိရင်ဖောက်စင်းနဲ့ဖောက်တယ်နော်ပြီးလို့ရှိရင်ဒီမှာဓာပါလေးနဲ့သူကခွဲထုတ်လိုက်တယ်အဲ့ဒီဖင်ကဟိုလိုအမာဖင်ကဟိုအပြားလောက်ပဲမထင်နဲ့နော်ဖင်ဘက်ကိုယူမယ်နော်သူကအဲ့လိုလှီထူလိုက်တယ်နော်ကဲရှင်းကြီးကိုလိုအဲ့လိုလုပ်ကြည့်လိုက်ရနော်မိုက်တယ်နော်ဘယ်လိုဖြစ်ဘိုးသူရဲရတယ်ပေါ့နော်ဟုတ်သည်မဟုတ်သည်ပေါ့နော်ဟုတ်သည်မဟုတ်သည်လုပ်ကြည့်လိုက်ရတယ်ပေါ့နော်ပြီးလို့ရှိရင်ကြိုက်ဖြတ်လိုက်မယ်ပြီးလို့ရှိရင်သူကိုယ်တိုင်ကိုကြက်စမ်းပြတာနော်ဇလောင်းလေးပါတယ်ဖွင့်ပြတာနော်ကွတ်တီပဲနော်အဲ့ဒါကျွန်တော်ကသဘောကျပြီးတော့ချင်းကြီးကိုတွေအတွက်လုတ်ကြည့်လဲအောင်လို့နော်မျှဝေပေးလိုက်ပါတယ်လို့နော်ကဲဟုတ်ပြီဒီကောင်ကတော့ပြီးသွားပြီပြီးလို့ရှိရင်အထဲမှာထဲမှာနေနော်ဟိုလိုခုနကဘူးကြီးတို့ဘူးအကြီးစားလေးခုနကလေမုံထဲတဲ့ဘူးပေါ့နော်အဲ့ဒီဘူးမှာထဲမှာထဲနော်အင်းလုံးဇလောင်းဆက်ကိုအဲ့လုံးအကျိုးဖြုတ်လိုက်မယ်ကျိုးဖြိုးပေးချို့အကောင့်မတက်မထင်နဲ့နော်တကယ်ကြီးနော်ဟုတ်တာပေါ့အကောင့်မတက်မယ်စလုံးကျိုးတွေကတော့ပြီးလို့ရှိရင်သူကသုံးထပ်ပါတယ်လေကြီးကျိုးပြီးလို့ရှိရင်အနောက်ကြီးကျိုးအလုံးတစ်ခုရဲ့ကြီးကျိုးသုံးမျိုးပါတယ်သူကတော့အဲ့လိုစလုံးကျိုးတွေကတော့တော်တော်လှုပ်ထားတာမိုက်တယ်ရတူလားမတကြိုးနော်အလဲကတစ်ခုပါသေးနော်ရအလဲကပဲဝဲလေးကျိုးလားအဖြူလေးပြီးလို့ရှိရင်နောက်တစ်ခုဝါကျိုးအဲ့ဒါအလုံးပေါ့ပြီးတက်မယ်တက်ပြီးလို့ရှိရင်โอ้โหလှုပ်ထတာကတော့နိစနဲ့ကြကြပဲနော်ဒါလာပြည်တန်းနဲ့တိုင်းလိုက်မယ်ရှည်တော့လို့ဆိုလို့ရှိတော့အဆင်မပြေဘူးပေါ့နော်အဲ့လိုပုံစံမျိုးပေါ့ကဲစလောင်းကျိုးတွေပြင်ကလွတ်ဝယ်ဆိုတော့စီးကြည့်မနော်တကယ်ကြီးနော်သူကအကောင်းစားကိုကျိုးသွမျိုးတောင်ပါထည့်ထားတာနော်ဒီလားပြီးလို့ရှိရင်ဒီဘက်ကောင်ထည့်မယ်ဟုတ်ပါတယ်ပဲပေါ့နော်စလောင်းကတော့ဘယ်လိုဆိုလဲ4K ပေါ့ 4K စလောင်းပေါ့နော်မစလောင်းခွဲတွေ့လိုက်တာကိုယ်ကစောစောတာပါနော်အဲ့လိုပုံစံမျိုးပေါ့မိုက်တယ်နော်စလောတချို့ဆိုလို့ရှိရင်စလောင်းဘန်းကြီးလေးရှိတယ်အခုတော့ဘန်းကြီးတိတ်မသုံးမထင်နဲ့တချို့နေရာတွေမှာလည်းတချို့နေရာတွေမှာသုံးမထင်နဲ့စလောင်းကတော့တိတ်မသုံးတော့ဘူးဟိုကဖုံးခက်ဆိုတော့နော်ကဲပြီးလို့ရှိရင်ဒီဘက်မှာခက်ထုတ်လိုက်မယ်ပြီးလို့ရှိရင်သူဘယ်လိုပြမလဲဝါယာလေးတွေအပိုင်းလေးပိုင်းမထင်နော်အပိုင်းစားလေးတွေပေါ့အဲ့လိုပုံစံမျိုးတချို့ဘယ်လိုဆိုလဲတောရွာတွေမှာတော့သုံးတယ်ပေါ့နော်ဇလောင်းစက်တွေလိုင်းတွေတိတ်မရနေအကြီးသက်ကြီးပိုင်းနေဆိုလို့ရှိရင်တော့ဇလောင်းသုံးသေးတာပေါ့နော်အခုနောက်ပိုင်းနေဆိုလို့ရှိရင်တော့တိတ်ဇလောင်းတွေတော့တိတ်မတွေးတော့ဘူးနော်တချို့နေရာလဲကက်ဆက်လေးရှိတာပဲနော်ကက်ဆက်လေးသုံးကြည့်လို့ရှိတယ်သက်ကြီးပိုင်းနေဆိုလို့ရှိရင်အဖိုးတွေဖွားတွေဆိုလို့ရှိရင်တော့သူတို့ကဖုန်းနဲ့ကြည့်လိုက်ရတယ်သူကဖုန်းစိတ်ဝင်စားဘူးဇလောင်းနဲ့အဲ့လို TV အကြီးမှကြည့်ရမှာသူကကျင်တတ်တယ်လေအဲ့လိုပုံစံမျိုးပေါ့နော်မိုက်တယ်နော်ကျွန်တော်ရွာမှာတော့ဆိုလို့ရှိရင်တော့ငယ်တုန်းကဆိုလို့ရှိရင်နော်အဲ့လိုဆလောင်းတစ်ခုပဲဆိုလို့ရှိရင်မလို့ပတ်သက်မနေပေးရနော်အဲ့ဒီကပတ်သက်တဲ့တဲ့တောင်ဝရှိတယ်နော်တသိန်းကျော်နှစ်သိန်းအဲ့လိုပုံစံမျိုးပေါ့နော်ပေးရတယ်ဆလောင်းဘောလုံးပွဲတွေပါတယ်အဲ့လိုကြည့်ကျင်တယ်ဆိုလို့ရှိရင်နော်အဲ့လိုဝယ်ပြီးကြည့်ရတာပေါ့နော်ဟိုတုန်းကဖုန်းခဲကမဟုတ်တာအခုဖုန်းခဲဆိုဆလောင်းစိတ်ဝင်စားတယ်ဟိုတချို့လူငယ်တွေနော်အဲ့လိုပုံစံမျိုးပေါ့လူကြီးပိုင်းတွေမကြည့်ပဲဆလောင်းနော်လူငယ်ပိုင်းတော့မသိကြည့်ဘူးဒါတမျိုးပေါ့နော်ကျိုးတမျိုးဒါအခုနကျိုးနဲ့မတူဘူးကြလားဒါအဖြူပဲနော်အဲ့ဒီဝါအသားအထက်အသားကအဖြူပဲညာကျိုးမကြီးပေါ့အကျိုးအရှိကြီးပေါ့နော်အဲ့လိုပုံစံမျိုးထည့်မယ်ပြီးလို့ရှိရင်မှာအဲ့လိုပုံစံမျိုးပေါ့ဒါခုလဲအဲ့လိုပုံစံမျိုးပြီးလို့ရှိဒီဘက်ကောင်းဆွတ်မယ်ရှည်ဆိုနည်းနည်းဖြတ်လိုက်မယ်မိုက်တယ်နော်လုတ်ပြသွားတာတော့ကဲတဆုံကြည့်မှပဲသဘောပေါက်မနော်ဟုတ်တယ်နော်ပြီးဇလုံးလေးကသူထဲပြမယ်โอ้โห
အဲ့လိုစလုံးထိပ်ဖူးလေးတော့မဖြစ်ဆိုလို့ရှိရင်တော့အဲ့ဒီဖင်ကဟာလေးနဲ့အချွေဖို့ဖင်ကဟာလေးနဲ့အဲ့ဒါနဲ့အလုတ်ဖြစ်လာကောလားကျွန်တော်စဉ်းစားလို့မရဘူးအဲ့ဒီချိန်မှာတိုင်တွေ့လာအဲ့လိုဟို TV တိုင်းလိုပုံစံမျိုးသူကလုတ်ဖန်လေးလိုက်တာလေတွေ့လားမသိရင် TV တိုင်းလိုပုံစံမျိုးပေါ့အပြည့်လို့ချို့ဘူးကြီးမှထဲမယ်အဲ့ဒီဘူးကြီးမှထဲပြီးလို့သူစပြမယ်အဲ့လိုပုံစံမျိုးပေါ့လှုပ်ထတာကကြတော့လှုပ်ထတာတော့တေချာမှုရှိအောင်လှုပ်ထတာကတော့ဟုတ်တယ်နေစင်းနဲ့ကြလှုပ်ထတာတော့ပြီးလို့ရှိရင်အဲ့ဒီအဲ့ဒီဆလောင်းဘာမှတော့ထဲမယ်နော်တကယ်ကြီးနော်အိုဟိုလှုပ်တာကတော့ချဲပဲဂျင်းလာတာဘာတော့မသိဘူးနော်ဘယ်လိုဖြစ်ဘိုးသူလိုက်ရတာပေါ့နော်လှုပ်ကြည့်လိုက်ဆန်းလှုပ်ကြည့်လိုက်ရတာပေါ့ပြီးလို့ရှိရင်ဟုတ်တင်လိုက်ပေါ့ဟိုမှာဆလောင်းမတော့ထဲမှာဆိုရဘာကြီးနဲ့ဘာဆလောင်းဘာကြီးနဲ့ဘာတင်းနေတော့ဝါရှမှုလို့ရှိမယ်လို့ထင်တာပဲဆလောင်းဘာကြီးလို့ဆိုလို့ရှိရင်လိုက်နေအများကြီးရလေချို့အရှောက်ဆလောင်းအသေးတွေမှလည်းလိုက်နေအများကြီးရတယ်ပြီးလို့ရှိကြလားမဆလောင်းဘာအသေးပဲနော်အဲ့မှာတော့ထဲအဲ့ဒါနော်တွေ့လားအိုဟိုမိုင်းတယ်လမ်းလှုပ်ထားတာကတော့ကဲချင်းကြီးတို့စမ်းလုပ်ကြည့်နော်မလက်တွေ့စမ်းပြမှာနော် TV မှာဖွင့်ပြမှာနော်မကဲတက်လိုက်ပါပြီလို့နော်မ 4K နော်မ 4K ဆိုအကြည့်ပေါ့ဘာရလှုပ်ထားတော့လုံးဝဗီဒီယိုအကြည့်ရတာ 4K ဆိုလို့ရှိရင်တော့ကောင်းတော့မှမသိ TV ခွင့်ပါပြီစလို့ကဲပြီးလို့ရှိရင်ကောင်းတက်မယ်ကောင်းတက်ပြီလာမှာလဲအိုဟိုကိုတိဝက်ပါမိုက်တယ်လှုပ်ပြထားတာမလိုက်နေပါနဲ့ချိန်ပြတဲ့သူကနော်မတွေ့လားအဲ့လိုပြလိုက်နေပါတော့ချိန်ပြသေးသူကကြိုက်တဲ့ line ထဲပေါ့ line နဲ့အများကြီးရတာပေါ့ဟုတ်လားအိုဟိုအများကြီးဖွင့်ပြ line ကိုတွေ့လားအဲ့လုံးကြည့်နေစားကြည့်တော့တကယ်ကြီးလို့နော်ဟုတ်လားနော်မတွေ့လားစားကြည့်မှသိရမှာဂျင်းလားပါလားတော့မသိဘူးတွေ့လားကလာလှိုက်ပဲနော်တွေ့လားလို့ရတာတော့ဒီလုံးပြတဲ့လူကတော့ကလာပဲဖြစ်မယ်နော်အိန္ဒိယကလာပဲဖြစ်မယ်နော်တွေ့လားကြိုက်တဲ့ line ဖာမလိုက်တစ်ဆက် line နေအများကြီးသူဖွင့်ပြ line ဆက်တဲ့တွေ့လားအများကြီးပဲဖွင့်ပြတာတော်အများကြီးရလိုက်ရနော်တွေ့လားမိုက်တယ်နော်အစီပြကြပါစေလို့နော်ပြန်လုပ်ကြည့်ပါလို့နော်